ဒါသမီးလေးကျောင်းကဒေါက်တာပေါ့နော်ဒေါက်တာကလည်း energy drink ရဲ့စိုးကျိုးတွေကိုမေးဖြေကဏ္ဍလေးနဲ့ပေါ့နော်မှန်တဲ့သူကစုရမယ်ပေါ့နော်အဲ့လိုလေးတွေမေးပေးနေတာပါဂိမ်းကစားနေတာပေါ့နော်သမီးတော်ကလည်းဖြေပါတယ်စူးစမ်းပန်းစားကိုဖြေရှားပါတယ်အဖြေမှန်လို့ရှိရင်စုရရတာဖြစ်တဲ့အတွက်ကလေးတွေကလည်းအပြိုင်ဆိုင်ဖြေကြပါတယ်ဒါကတော့ဖေဖေမမေတွေဂိမ်းကစားတဲ့အလဲကိုတဖန်ပြန်ရောက်ရှိပါပြီသမီးလေးဖေဖေရတော့သမီးလေးအကြိုက်ဂိမ်းတွေအားလုံးကိုဝင် join ပါတယ်ဒီဘက်ကတော့ဘူးအမှန်နေပါပြီလေးဘူးမှန်ပါပြီငါဘူးမှန်ပါပြီ၆ဘူးမှန်ပါပြီတော့ဘာလို့ခေါ်တာလဲဟုတ်ပါပြီဟုတ်ပါပြီလေးမှန်ပါပြီညာနာပါပြီဒါဆိုတော့တရားကိုချိန်ရပါတရားကိုချိန်ရပါဟုတ်ပါပြီအဲ့ဆိုလို့ရှင်တော့ဟုတ်ပြီဆိုင်ရနာရေးလက်ချင်းနေပါအောင်ငါတော့အမြင်နဲ့ပြေပေါ်ပါပါဟုတ်တယ်အဲ့ဒါတော့လေဆိုင်ရနာရေးဆောင်းဘူးဝင်ဘူးအဲ့ဒါကတော့ပါချက်ဘွားမှန်တော့နှစ်ခါလုံးမှန်နာပြီအရင်လုံးဒါကတော့ကျောင်းကကျွေးတဲ့မြန်မာမုတ်တွေစားတဲ့ချိန်ရောက်ပါပြီမြန်မာမုတ်တွေအစုံရောပြီးတော့မုတ်လက်ဆောင်တွေရောအရန်ကိုကောင်းတဲ့အတွက်နှစ်ယောက်စာယူပြီးတော့စားပါတယ်အခုကတော့ရှမ်းမလေးတွေရှမ်းဝတ်စုံလေးလဲတဲ့ချိန်ရောက်ပါပြီရှမ်းကလေးတွေကပါတော့မယ်အဲ့ဒီအကလေးတွေကတော့နောက်ဗီဒီယိုမှာတင်ပါမယ်ရှင်အခုဗီဒီယိုတော့နည်းနည်းရှင်းနေပြီဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်နောက်ဗီဒီယိုတွေမှာပေါ့နော်သမီးတို့ကျောင်းက magic တွေပြတာတွေပြီးတော့ရှင်ရဲ့ music တွေပေါ့နော်ဟိုမြမပွဲတော်တွေအဲ့ဒါတွေအစုံပါပါသေးတယ်အဲ့ဒီဗီဒီယိုလေးကိုလည်းစောင့်ပြီးတော့ကြည့်ပေးပါအောင်ရှင်အခုတော့အားလုံးပဲတတ်တာ